လွမ်းနေအရန်လွမ်းနေဗျာအိမ်ကိုရန်လွမ်းကျွန်တော်တို့မိသားစုကအရန်ကြီးပြည်စုံတဲ့ငွေကြေးတွေမရှိပေမဲ့ပြည်ပြည်စုံရှိနေတဲ့မိသားစုတွေနဲ့စီစီလုံးလုံးအမေရှက်ကျွေးတဲ့အကျက်ဥအချိန်အင်းမျိုးတယောက်တစ်ချမ်းစာဝေမျှစာပြီးပျော်ပျော်ရွှင်နေခဲ့တဲ့အချိန်တွေကိုရန်လွမ်းတယ်အရွယ်ရောက်လာရင်မိသားစုကိုခွဲခွာပြီးနိုင်ငံသားမှာငွေထွက်ရှာရလိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့ဘူးဗျာတနေ့ပြီးတနေ့တော့အချိန်တွေကုန်ဆုံးသွားတယ်ကျွန်တော်အခုထိအိမ်ကိုမပြန်နိုင်သေးဘူးဗျာအမိုးကမလုံးနဲ့ကျွန်တော်တို့အိမ်လေးကိုမွမ်းမံချင်တာဆွေမျိုးတွေကြအဖေနဲ့မေကိုမျက်နှာမငယ်အောင်ထားချင်တာအပေါင်းအသင်းတွေရှိမှာညီလေးညီမလေးတွေကိုမျက်နှာမငယ်ချင်တာအဲ့ဒီဆယ်လေးတွေကြောင့်ကျွန်တော်အာတင်ပီတီနိုင်ငံမှာရှိနေရတာပါဗျာတကယ်ဆိုရင်ကျွန်တော်အိမ်ကိုပြေးပြန်ချင်တဲ့စိတ်တွေကထိမရတော့ဘူးဗျာ